ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟာစစ်တပ်ကြောထောက်နောက်ခံပါတီဖြစ်တဲ့ကြက်ခိုင်ဖွံ့ဖြိုးရေးပါတီကပြည်နယ်လွှတ်တော်အမတ်ဦးနိုင်ဦးဖြစ်လာတယ်လို့သိရပါတယ်။ဦးနိုင်ဦးကိုရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်နိုင်ဖို့သမ္မတကအမည်စရင်းတင်သွင်းထားတာဖြစ်ပြီးမနေ့ကဧပြီလ6ရက်နေ့မှာကျင်းပတဲ့တတိယအကြိမ်ရခိုင်ပြည်လွှတ်တော်ပထမပုံမှန်အစည်းအဝေးပြင်စမနေ့မှာကန့်ကွက်သူမရှိအတည်ပြုတယ်လို့ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဒေါက်တာဆန်းရွှေကကြေညာခဲ့ပါတယ်။ဦးနိုင်ဦးဟာမကြသေးခင်ကစစ်ကော်မရှင်ဦးဆောင်ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာစစ်တွေမြို့နယ်မဲဆန္ဒနယ်အမှတ်1ကပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။ရခိုင်ပြည်နယ်လွှတ်တော်မှာရခိုင်နာမည်ကြီးနိုင်ငံရေးသမားဒေါက်တာအေးမောင်ဦးဆောင်တဲ့ရခိုင်ဦးဆောင်ပါတီ AFP နဲ့ဥပရှင်ဦးဆောင်တဲ့ရခိုင်တိုင်းရင်းသားများပါတီ RNP ကပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တချို့ရှိခဲ့ပေမဲ့လည်းပြည်နယ်ဝန်ကြီးချုပ်ကိုတော့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကပဲရွေးကောက်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။